မျိုးသမီးတွေရဲ့ကိုယ်ငါစိတ်ပိုင်းတွေမပွန့်ပေါ်အပ်ဘူးနောက်တကမိစ္ဆာယန္တရားအတက်တွေမပွန့်ထွန်းအပ်ဘူးပေါ့မိစ္ဆာဒိဋ္ဌိတရားတွေမပွန့်ပေါ်အပ်ဘူးအဲ့ဒါတွေလောကမှာထွန်းကားလာရင်မထွန်းကားတဲ့အရာ၃ခုထွန်းကားလာရင်လောကဆိုးကြောင်းလို့ပဋိစ္စနာသုံးမှာကျတော့ပွန့်ပေါ်ရတဲ့အရာ၃မျိုးဆိုပြီးပြောထားတာရှိအဲ့ဒါတွေရဲ့ဘာတွေတုံးဆိုတော့နေရောင်လရောင်မြတ်စွာဘုရားရှင်တရားအယောင်ဒီ၃ခုဟာကျတော့ထွန်းကားတဲ့နဲ့ပွင့်ပေါ်တဲ့နဲ့ထင်ရှားတဲ့နဲ့အဲ့ဒီ၃ခုထွန်းကားလာတာထင်ရှားလာတာလောကတိုးပွားကြောင်းလို့ပြောတာရှိပါတယ်ဗျအဲ့ဒီနီးတူပေါ့ဗျာတပည့်တော်တို့အခုပြောချင်တာတိုင်းပြည်တစ်ပြည်မှာဆေးရုံတွေလူစီနေပြီမြန်မာပြည်ရဲ့ဆေးရုံတွေမြန်မာပြည်ဆေးရုံတွေလူစီတာမဟုတ်ဘူးထိုင်းမှာသွားကြည့်လဲတဝက်လောက်သောဆေးရုံတွေကမြန်မာတွေပဲဆေးပြသွားတယ်ဆိုတဲ့ဟာကိုဆေးကန်းသွားတယ်ကင်ဆာသွားကူတယ်နိုင်ငံခြားမှာသွားကူတာကိုတကယ်ကိုမြန်မာပြည်ကအခုအထင်ကြီးခံရလို့ဂုံစားနေတဲ့သူတွေရှိသေးတယ်မြတ်စွာဘုရားရှင်အာရောကျပရမလာပါကျမ်းမာခြင်းအကောင်းဆုံးလက်ပဲတန်တုဋ္ဌိပရမတဏရောင်ရဲဓမ္မချမ်းသာမယ်ဆိုတော့တပည့်တော်လူတရားအောင်မြင်တဲ့တိုးတက်တယ်ဆိုတာဘာနဲ့ကြည့်ပြောမလဲကျမ်းမာရေးဘယ်လောက်ကောင်းလဲပေါ့ကျမ်းမာရေးမကောင်းဘူးဆိုရင်ဘယ်လောက်ချမ်းသာတွေဖြစ်စေဘယ်လောက်ပညာတတ်တွေဖြစ်စေသူတက်ထားတဲ့ပညာတွေသူ့ရဲ့ကြီးပွားတိုးတက်မှုတွေဘာမှသုံးစားလို့မရဘူးအဲ့တော့ကျမ်းမာဖို့အရေးကြီးတယ်အဲ့ဒါဆိုတပည့်တော်နိုင်ငံမှာဆေးရုံဆေးကန်းတွေလူစီးနေတယ်လူစီးတွေမကဘူးနိုင်ငံခြားမှာပါသွားကူနေရတယ်ဆိုတော့ဒါတပည့်တော်နိုင်ငံရဲ့ပညာမဲ့တယ်ဆိုတဲ့သင်္ကေတကြီးဟာတော်တော်ကိုထင်ရှားနေပါတယ်ဒါကြောင့်ဆေးရုံဆေးကန်းတွေမှာလူစီကားနေရင်နောက်တစ်ခုကဗျာအချုပ်တွေထောင်တွေမှာလူစီကားနေရင်အချုပ်တွေထောင်တွေမှာလူစီးနေပြီဆိုရင်ဒါမကောင်းတော့ပြဿနာတွေများနေပြီပြဿနာကိုဖြေရှင်းနိုင်တဲ့ညှိနှိုင်းပေးနိုင်တဲ့ဆွေးနွေးပေးနိုင်တဲ့သူတွေမရှိဘူးပြဿနာတွေတိတ်များနေပြီဆိုတဲ့ဟာပေါ့တပည့်တော်ဗမောက်ဘတ်ကိုဟိုးတော့ကတပည့်တော်ဗားသေးတွေသွားပို့ချပါပဲအုပ်ချုပ်ရေးမှုတွေကိုတီးတန့်ခေါ်ပြီးပို့ချအဲ့ဒေသတွေခုနှစ်ခုလုံးကလူတွေအကုန်ခေါ်ပို့ချယာယီမှုတွေရောရဲကြီးစည်းတွေရော150 200လောက်ရှိပါတယ်မြို့တော်ခမ်းမအိမ်မှာခါပို့ချဒီလိုဘာတွေအဓိကပို့ချလဲသမိုင်းနေနဲ့ပတ်သက်ပြီးတော့ပို့ချပါတဏီကုံပို့ချပါတယ်လဲတော်သဘောကြကြအဲ့မှာမြို့နယ်အုပ်ချုပ်မှုရတပည့်တော်ကိုရှောက်ထားတာလေးပြီးတော့မှတ်ထားတာပေါ့တပည့်တော်တို့ဖျားတဲ့ဗမောက်ဒေတာကနုကရန်ဒေတာရှမ်းဒေတာဘယ်လက်ဘူးဒေတာတွေမှာမွေးစေဝါတွေတားများတယ်တဲ့မြန်မာပြည်မှာအများဆုံးနေရလို့ပြောလို့ရတဲ့နေရာတစ်ခုပေါ့အဲ့ဒါမွေးစေဝါတွေကိုကူတန်းရောက်ဝယ်ကြလို့သုံးဆွဲကြလို့ဆိုယူတို့ဖမ်းပြီးထည့်လိုက်တာတဲ့အကျုပ်တွေထောင်တွေလည်းပြည့်သွားပြီတဲ့ထမ်းတရားမရှိတော့ဘူးဒါကြောင့်တပည့်တော်စဉ်းစားမိတယ်တဲ့အခုဘုံဘုံတို့ရေကျေးလေးမှာလောက်တာတွေပြောဒေသတွေခုနှစ်ခုလုံးကိုမြို့နယ်အုပ်ချုပ်ပြီးစီမံကိန်းနဲ့ဖွင့်ဝင်နေရရွာတိုင်းဖွင့်ဘာဖြစ်လို့ဆိုတော့ဘာသာရေးဆုံးမတွေမပါဘဲတော့လူတွေလိမ်မာလာမှာမဟုတ်ဘူးမလိမ်မာသေးမိုင်ရိုင်းနေတွေတပည့်တော်အချုပ်တွေထောင်တွေဘလောက်ပြည့်တံပေးပြီးစီကားနေဦးမှာပဲအဲ့ဒါမြင်လို့တပည့်တော်